ကျွန်တော်ဘာဖြစ်လို့ဝိတ်ချပြိုင်ပွဲကိုစီစဉ်ဖြစ်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအနေငယ်လေးပြောပြချင်ပါတယ်ဒီပတ်ဝန်းမှာကြည့်လိုက်မယ်ဆိုရင်ဝိတ်ချတဲ့သူတွေအများစုဝိတ်မချနိုင်ကြတာဘာလို့လဲလို့ပြောမယ်ဆိုရင်ထင်သလောက်စိတ်အားတက်ကြွမှုမရှိတာတွေ့ရတယ်တချို့ကမဖြစ်မနေချဖို့လိုတဲ့အခြေအနေရောက်မှလာချနိုင်ခဲ့ကြတွေ့ရတာပေါ့နော်အများစုတွေကကျတော့ motivation ပြောင်းနေတာများတယ်တရက်နေ့လောက်လုပ်ပြီးသွားရင်ပြင်းသွားကြများတယ်ဒါကိုတက်နိုင်မြအထောက်အကူလေးဖြစ်သွားဖို့အတွက်ဆိုပြီးတော့မှပြိုင်ပွဲအနေနဲ့ကျွန်တော်တို့လုပ်တဲ့ခါကျတော့တချို့ကပြိုင်ပွဲဆိုစိတ်နဲ့ပို့ပြီးတော့မှလေ့ကျင့်ခန်းလုပ်ဖြစ်သွားတာပေါ့နော်ဒီခန္ဓာကိုယ်ဝိတ်ချနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဝိတ်ချတာကလေဒီရည်သူဖြည့်ရှင်းလို့ရတဲ့ကိစ္စမဟုတ်ဘူးတဘောကဒီနေ့2ရက်လောက်ကိုကြိုးစားလိုက်မယ်2ရက်လောက်ကိုစိတ်တက်ကြွလိုက်တယ် 100% motivation နဲ့ကိုလုပ်လိုက်လေတိုးဆုံးဆိုရင်ပေါ့နော်ဒဏ်ရာရသွားပြီးတော့ပဲဒီဟာနဲ့ပြီးသွားကြတယ်အဓိကဝိတ်ချတဲ့ခါကျရင်ကျွန်တော်မြင်ရမှာကပြင်းထန်ဖို့မလိုဘူး consistency ဆွဲမြဲဖို့လို့ပြောတဲ့ခါကျရင်လည်းမပြင်းထန်ဘဲနဲ့ကိုလုံးနိုင်တဲ့ပမာဏပေါ့လေးကိုပဲချိန်နဲ့ကြာလေး2လဆို2လ3လဆို3လလေးတွားကြည့်လိုက်ပါရလက်တွေအများစုပေါ့နော်ဝိတ်ချတဲ့ခါကျရင်ပြောင်းလဲမှုအများစုကပထမ1လမှာတဲ့စာရင်နောက်ဆုံး2လမှာဖြစ်တာများတယ်ဆိုတာကိုကျွန်တော်တွေ့ရတာပေါ့နော်အဲ့ဟာလေးကိုကျွန်တော်စိတ်ထဲမှာမှတ်ထားပြီးတော့မှကိုကရပါတယ်ငါအခုဒီကောက်ဝိတ်ချရင်ကြတော့ငါတက်နိုင်မြပေါ့လေးပဲငါလှုပ်သွားတော့မယ်အများစုကဒီပထမတစ်ပတ်နှစ်ပတ်မှာအရန်တက်ကြွအရန်လှုပ်တော့အရန်နာလေ့ကျင့်ခန်းလုပ်တယ်ဆိုတော့ခန္ဓာကိုယ်ဖြည့်ဆည်းတာလေကိုကခန္ဓာကိုယ်တော့ဖြည့်ဆည်းရဒါပေမဲ့ပြန်ပြည့်မြင်ဖို့အတွက်ကျတော့အစားအသောက် lifestyle အေးရေးဒါတွေကကျတော့ကိုကအကျင့်ပြောင်းရတာကိုအချိန်နောက်တစ်ခေါက်ပြန်ယူသေးတယ်ချက်ချင်းကမပြောင်းသေးဘူးအဲ့တော့ဒါတွေကအချိန်မပါလာတဲ့အချိန်မှာလေ့ကျင့်ခန်းကျတော့ဖိလုပ်တဲ့ခါကျတော့အဲ့မှာနေဂွမ်းတော့ပါနော်ဆိုတော့ကျွန်တော်တို့တင်တဲ့လာတက်တဲ့ခါကျရင်လည်းကျွန်တော်တို့အဓိကပထမတစ်ပတ်ကိုအပျော်ပဲဆော့ပါပေါ့လေးဆော့ပါဒါစူးစမ်းမဲ့ချိန်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ပြောတယ်ပြောပြီးတော့မှကိုယ့်ရဲ့စူးစမ်းမှုတကယ်စူးစမ်းခြင်းနဲ့ဆိုရင်စူးစမ်းခြင်းတဲ့စိတ်ကိုဒါနောက်အပတ်တွေမှာသုံးဖို့အတွက်ထားပါအခုကလုံးဝလွတ်ထားလိုက်ပါဒါလုတ်ဖြစ်သွားဖို့ပဲအရေးကြီးတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ပဲကျွန်တော်တို့စိတ်ထားပြီးတော့မှစူးစမ်းခိုင်းတာအဲ့တော့အများစုကပထမတစ်ပတ်ကနေမှတစ်လလောက်ထိကိုကြော်လွှမ်းနိုင်ခဲ့ကြတာများတာပေါ့နော်ဒီလိုစိတ်ထားတဲ့ပုံစံလေးကလည်းအရေးကြီးတာပေါ့နော်အခုလည်းကျွန်တော်ဝိတ်ချပြိုင်ပွဲလို့တဲ့ခါကျရင်ကိုကပြိုင်ပွဲထဲမှာပါတယ်စုရောက်ဖို့မရဘူးဆိုတဲ့အစားရင်စုကြေးကြောင်းမလို့ motivate ဖြစ်သွားရင်လည်းတခြားဘောက်ကပြောင်းလဲသွားမှာအဲ့တော့ကိုကပြောင်းလဲဖို့ဘာတွေလုပ်ဖို့လိုလဲဆိုတာကိုအဲ့ဒီမှာတင်ကိုလေးလာပြီးဖြစ်သွားလိမ့်မယ်ရည်ရွယ်ချက်ရှိဖို့လိုတာပေါ့နော်ဝိတ်ချမယ်လမ်းလေးထွက်လျှောက်လိုက်မယ်ဝိတ်ချမယ်အစားလေးလျှော့လိုက်မယ်ဘယ်သူမှမဆိုလုပ်တတ်တယ်လုပ်လဲလုပ်တယ်ဘယ်နည်းရက်လုပ်တော့ခဏပဲပြီးတော့ကျွန်တော်တို့မစွဲမြင်နိုင်ကြအောင်ဆိုတော့ကျွန်တော်တို့ဝိတ်ချတဲ့ခါကျရင်ဒီထက်ပိုပြီးတွန်းအားလိုတယ်လို့ကျွန်တော်မြင်တယ်ဒါမှကျွန်တော်လုံနိုင်လိမ့်မယ်မဟုတ်ရင်ကျွန်တော်တို့ခန္ဓာကိုယ်ဘယ်တော့မှပြောင်းလဲမှာမဟုတ်ကျွန်တော်တန်မအောင်လုပ်ဖို့အတွက်ဒီခန္ဓာကိုယ်အချိုးအစားကိုပြောင်းလဲအောင်လုပ်ဖို့အတွက်ဆိုတာကရည်ရွယ်ချက်ထားတာပေါ့နော်ဆိုတော့ဒီလိုရည်ရွယ်ချက်ထားတဲ့ဟာလေးတွေဒီလိုရည်ရွယ်ချက်တာရှိရဆိုရင်ဘာတွေလုပ်ရမလဲဆိုတဲ့ဟာလေးတွေကျွန်တော်တို့ကိုယ်တိုင်လည်းဒါတုံတန်ရုံဆိုရင်ကျမကြီးလိုက်စားခြင်းနဲ့ဝိတ်ချခြင်းနဲ့လမ်းမှာတွေ့လို့မင်းဘာလို့ရမလဲလို့မေးရဆိုရင်ဘာပဲဖြေပြီးလို့ရလဲဆိုတော့လက်လျှောက်စားတော့ short ပေါ်ရမ်းပဲပြောပြလို့ရမှာဒါပေမဲ့ဒီထက်ပိုပြီးလေးနေတဲ့ဟာလေးသိချင်တယ်ဆိုရင်တော့ကျွန်တော်ဝိတ်ချပြန်ပွဲမှာသင်ပေးမဲ့ဒီစနစ်တွေစားနီးတောင်တွေလေ့ကျင့်ခန်းတွေရွေးချက်မတူတော့ဘူးလေရွေးချက်မတူတော့လောက်ရတဲ့အရာလည်းမတူနိုင်တော့ဘူးပေါ့နော်ဆိုတော့ဒီဟာလေးကျွန်တော်လေ့လာချင်တယ်သိချင်တယ်ဆိုရင်တော့ဝိတ်ချပြန်ပွဲမှာဝင်ပြိုင်ပြီးတော့မှပြောင်းလဲကြည့်လိုက်ပါတတာအတွက်နီးစနစ်တွေကိုရသွားမှာဖြစ်ပါတယ်တူတူလေ့ကျင့်ခန်းလုပ်ဖို့အတွက်ခန္ဓာကိုယ်ပြောင်းလဲဖို့အတွက်မိတ်ဆွေကိုစောင့်မျှော်နေပါမယ်ဒီဗီဒီယိုမှာပါတဲ့ link လေးကိုနှိပ်ပြီးတော့မှဝိတ်ချပြန်ပွဲအကြောင်းကိုခုပဲဝင်ရောက်ဖတ်ရှုနိုင်ပါတယ်